အစင်လာမပြတ် Stamford Bridge ကိုသိမ်းပိုက်အောင်မဲ့ဆင်ပြန်ကြီးဒီတစ်ပတ် Super Sunday မှာပွဲကြီးပွဲကောင်းနေနဲ့ Chelsea နဲ့ Arsenal တင်းတို့ရဲ့ London Derby ကိုရှင်ပြန်ကစားကြတော့မှလည်းဖြစ်ပါတယ်။ Chelsea ကနေပြတွေတယောက်ပြီးတယောက်ပြောင်းနေရင် Enzo Maresca နဲ့ကြမှာလမိုင်းကတ်သွားခဲ့ပြီးဖလားတွေတစ်လုံးပြီးတစ်လုံးရယူနေပါတယ်။ကမ္ဘာချန်ပီယံဖြစ်ပါအောင်ပွဲခံထားခဲ့တဲ့ Chelsea ဟာမကြာသေးခင်ကမှဘာစီလိုနာကိုနိုင်ယူထားသလို Premier League မှာလည်းအဆင့်နှစ်နေရာထိကိုရောက်ရှိလို့နေပါတယ်။ Arsenal ကတော့ထူးထူးဆန်းဆန်း Premier League နဲ့ Champions League နှစ်ခုစလုံးကိုဦးဆောင်ထားရင်းအချိန်တန်ရင်ဒုတိယလူဖြစ်မယ်ဆိုတဲ့စကားတွေကိုရပ်တန့်ထားပါတယ်။ Arsenal ကခန်းစစ်အကောင်းဆုံးအသင်းဖြစ်တယ်လို့တိုက်စစ်ကလည်းဂိုးတွေမြူးနေပြီးဒီယာဒီမှာဖလားဆုံးသိမ်းဖို့ရေပန်းအစားဆုံးအသင်းလည်းဖြစ်လာနေပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီချက်စီအတွက်ရေခဲလူသားဂိုးပါမာတယောက်ပြန်လည်ပါဝင်နိုင်မှာဖြစ်ပြီးချင်းသစ်ကိုအတောင်တက်ပေးလိုက်တယ်လို့ဖြစ်နေမှာပါအာဆင်နယ်ဘက်ကတော့ဒဏ်ရာရကစားသမားတစ်ဝက်လောက်ပြန်လည်ကစားနိုင်ကြပြီးအင်အားပြန်လည်ပြေဝလာနေပါတယ်ပရိသတ်တွေစိတ်ဝင်စားဆုံးကတော့လက်ရှိမှာချိတ်ပြိုင်နေကြတဲ့ Declan Rice နဲ့ Moise Caicedo တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးဘသူကပိုကောင်းတဲ့ကွင်းနဲ့ကစားသမားလဲဆိုတာကိုအဖြေပေါ်တော့မှလည်းဖြစ်ပါတယ်အာဆင်နယ်ကချက်စီကို Stamford Bridge မှာနောက်ဆုံးရှုံးထားတာ2018ခုနှစ်တုန်းကဖြစ်ပါတယ်ဒီအစင်လာတိုင်းဆက်လက်ထိန်းထားနိုင်မှုဆိုရင်အာဆင်နယ်တို့ဆက်လက်ကြိုးစားသွားရမှာပါအာဆင်နယ်ကဒဏ်ရာပြဿနာများနေတဲ့အချိန်မှာတော့နိုင်ပွဲတွေရှာဖွေနိုင်နေတာကြောင့်အခုလိုပြန်လူဆုံလာတဲ့အချိန်မျိုးမှာဆိုရင်နှစ်ဆတိုးပြီးကြောက်စရာကောင်းနေမှလည်းသိချပါပဲ။ Chelsea တို့အင်ကွင်းမှာသွင်းကိုရရှိမှာမို့အပြန်လန်ဂိုးတွေကိုမြင်တွေ့ရလောက်မှာဆိုပေမဲ့အနိုင်ဂိုးကိုတော့အလန်ဒန်နီချန်ကပဲသွင်းယူသွားနိုင်လောက်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်။